မိဘဝအသက်မွေးဝမ်းကြောင်းအတွက်အာမခံချက်ရှိတဲ့ degree တစ်ခုကိုရွေးချယ်ပါဆိုလို့ရှိရင် business degree လေးကို recommend လုပ်ပြရစီရှင်။မင်္ဂလာပါကျွန်မမပမဟန်ပါရှင်။မြန်မာ Student Readiness Limited ရဲ့ CEO တူဖြစ်ပါတယ်။ Texler ရဲ့ Bachelor Degree Program တွေမှာ Management ဘာသာရပ်ကိုသင်ကြားပေးတဲ့ Instructor တူလည်းဖြစ်ပါတယ်ရှင်။ဟုတ်ပါတယ်အခုခေတ်လူငယ်တွေတော်တော်များများကစီးပွားရေးဘာသာရပ်ကိုဦးစားပေးပြီးရွေးချယ်လာကြတာတွေ့ရပါတယ်။အထူးကစီးပွားရေးဟာဘယ် field မှာပဲဖြစ်ဖြစ်သူတို့ကအယိုးရှိနေတဲ့ဘာသာရေးလေးတစ်ခုဖြစ်နေတာပေါ့နော်စီးပွားရေးကိုစနစ်တကျလုပ်တတ်ဖို့ manage လုပ်နိုင်ဖို့ကိုစနစ်တကျ theory နဲ့ပေါင်းစပ်ပြီးလေ့လာသင်ယူခြင်းကြလို့ဒီဘာသာကိုစတင်ပြီးအများစုကလေ့လာလာကြပါတယ်အဲ့တော့ဒီစီးပွားရေးဘာသာရပ်ကလောက်ရရှိရေးမှာလည်းအများကြီးအထောက်ပံ့ပေးတယ်လားစာတွေလည်းသူများတွေနဲ့အတူတူလာစာကောင်းရဖို့အခွင့်အရေးတွေအများကြီးရှိတယ်နောက်တစ်ခုကဒီစီးပွားရေးဘာသာရပ်မှာကသူတို့ဒီဘာသာရဲ့ subject တွေထဲမှာပဲပေါ့နော်သူတို့ရဲ့ leadership skills တွေ communication skills တွေဒါတွေကိုလည်းသူတို့ကလေ့လာခွင့်ရတဲ့အတွက်သူတို့အတွက်အများကြီး development self development ကိုလည်းအများကြီး support ပေးတယ် networking mind တွေမှာစလဲသူတို့အများကြီး level တစ်ခုကိုသူတို့ခြေလှမ်းကိုစတင်လှမ်းနိုင်တဲ့အခွင့်အရေးတွေလည်းရတဲ့အတွက်ဒီဘာသာရပ်ကိုအများကြီးလေ့လာနေကြတာဖြစ်ပါတယ် Texler ကUS က Fort Hays State University နဲ့ချိတ်ဆက်ထားတဲ့ degree program ဖြစ်တာပေါ့နော်အဲ့တော့ဒီ American degree program ကိုဗမာနိုင်ငံမှာဈေးနှုန်းသက်သက်နဲ့သင်ကြားခွင့်လည်းရမှာဖြစ်တယ်ဒါကတော့ဗမာနိုင်ငံမှာဆိုလို့ရှိရင် private college တွေမှာလည်းဒီ degree program တွေရှိရဒါပေမဲ့ mostly က UK pathway တွေသွားတာများတယ် Texler မှာတော့ဒါ US degree ကိုရနိုင်မဲ့ခွင့်ရေးပေါ့နော်အခုလက်ရှိမှာဆိုလို့ရှိရင်လည်း US visa တွေပိတ်ထားတဲ့ရှိနေပေမဲ့လည်းဒီ US degree ကိုလိုချင်လို့ရှိရင် Texler မှာ၄နှစ်သားကာလသင်ကြားပြီးတော့ရရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ကုန်ကြစိတ်လည်းတက်တာတယ်အဲ့တော့ဒီမှာပဲဒီ Texler မှာပဲတစ်နှစ်နှစ်တက်ပြီးတော့လည်းတခြားuniversity ကိုလည်း transfer လုပ်တဲ့ credit transfer တွေလည်းလုပ်နိုင်ပါတယ်ဒီမှာသင်ကြားမှုအနေနဲ့လည်းဒီ Texler မှာတက်ပြီးတော့ US ကဒီ Fort Hays State က professor တွေလည်းသင်ကြားပေးသလိုကျမတို့ဒီဗမာနိုင်ငံက local professor တွေ instructor တွေကလည်းစနစ်တကျသင်ကြားပေးဖို့ချပေးသွားမှာဖြစ်ပါတယ်သင်ကြားတဲ့အခါမှာလည်းကျမတို့ဒီ English လို့ပေါ့နော်ဒီ teaching medium ကစ English ကိုပဲအသုံးချပြီးတော့ qualify ဖြစ်တဲ့ဆရာမတွေကပဲသင်ကြားဖို့ချနေပါတယ်အဓိကကျောင်းသားတွေက business နဲ့ပတ်သက်တဲ့ degree ကိုသင်ယူရမှာဖြစ်တဲ့အတွက် business related subject တွေအားလုံးကိုသင်ယူရတာပေါ့နော်ဒါပေမဲ့ American သင်ယူညွှန်းနှံဖြစ်တဲ့အတွက်ဒီ American ရဲ့academic system တိုင်းပေါ့နော် general subject တွေဖြစ်တဲ့ calculus maths ဒီမဖြစ်မနေ sociology နဲ့ပတ်သက်တဲ့ဟာတွေလည်းကျောင်းသူကျောင်းသားတွေလေ့လာသင်ယူရမှာဖြစ်သလို business major ဖြစ်တဲ့အတွက် business ရဲ့ core subject ပေါ့နော် core subject မှာပါလဲဆို accounting ပါမယ် business law ပါမယ် management subject တွေဒါတွေကကျောင်းသူကျောင်းသားတွေကမဖြစ်မနေသင်ယူရမယ့် subject တွေဖြစ်တယ်အဲ့တော့နောက်ပြီးတော့သူတို့ရဲ့ major ပေါ့နော် major နဲ့ပတ်သက်ပြီးတော့ business နဲ့ related ဖြစ်တဲ့ field တွေအားလုံးပေါ့ project management ပါမယ် customer relationship management ပါမယ် hotel and tourism နဲ့ပတ်သက်တဲ့ subject တွေပါမယ် management information system တွေပါမယ်ဒီအားနဲ့ပတ်သက်တဲ့ subject တွေကိုလည်းကျောင်းသူကျောင်းသားတွေက138 credit ပြည့်အောင်လေ့လာသင်ယူမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကဒီထဲမှာ internship လည်းပါပါတယ်ကျောင်းသူကျောင်းသားတွေက internship တွေကလည်း one of the degree requirement အနေနဲ့လက်တွေ့ကျကျသင်ယူသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ Texler မှာ American education system နဲ့သင်ကြားတာဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေက theory intensive ကြီးသွားပြီးတော့ပဲကျမတို့ focus ထားတာမဟုတ်ဘူးပေါ့နော်ကလေးတွေရဲ့ဒီ soft skills ဘိုင်းကိုလည်းဆရာမတွေက emphasize လုပ်ပြီးတော့ဦးချင်းကိုသင်ကြားပို့ချပေးပါတယ်